ဒီတချင်းလေးကြောင့်ကျွန်မအများကြီးခွန်အားရခဲ့တယ်ပေါ့နော်ဆိုတော့အားလုံးလည်းဒီတချင်းလေးကိုဝေမျှပေးချင်ပါတယ်ရှင်ယနေ့ဒီအသက်ရှင်နိုင်ခွင့်ရဲ့ယနေ့ဒီအသီးနိုင်ခွင့်ရဲ့ဒါတွေအကုန်လုံးသခင်ယေရှုတော်ပဲကွယ်ကပုံစံပေးခဲ့သခင်ရဲ့ဒုက္ခပြဿနာမုန်တိုင်းအလဲအကောင်းဆုံးပဲသခင်အတူရှိတယ်ကွယ်ကနေမြဲသူရဲ့လက်တော်နဲ့ချီနေတိုင်းမှာအမြဲရှိနေတယ်ကိုယ်တော်ကြောင့်ပဲဆိုရင်စရာတွေလဲအခါကကြုံလဲသခင်ကြောင့်ငြိမ်ဖို့တဲ့ချီနေတွေလဲအမျိုးမျိုးကြုံနေတော့လဲကိုယ်တော်ကြောင့်ပဲအလုံးအစင်ပြေတယ်ကိုယ်တော်ကြောင့်ပဲဆိုရင်စရာတွေလဲအခါကကြုံလဲသခင်ကြောင့်ငြိမ်ဖို့တဲ့ချီနေတွေလဲအမျိုးမျိုးကြုံနေတော့လဲကိုယ်တော်ကြောင့်ပဲအလုံးအစင်ပြေတယ်အခုချိန်ဒီပေါ့နော်အသက်ရှင်နေနိုင်တာရက်တည်နိုင်တာအရာရာအလုံးအဆင်ပြေတာသခင်ရဲ့ကျေးဇူးတော်ပါပဲရှင်ဆိုတော့အားလုံးလည်းခွန်အားရကြပါစေရှင် Thank you